အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာမိတ်ဆွေအတွက်တကယ်ကိုမှအကျိုးရှိစေမဲ့ focus ဆိုတဲ့အကြောင်းအရာလေးကိုမျှဝေခြင်းပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဘဝမှာအောင်မြင်မှုပဲဖြစ်ဖြစ်ပျော်ရွှင်မှုပဲဖြစ်ဖြစ်ကျွန်တော်တို့လိုချင်တာကိုရကျင်လို့ပဲဖြစ်ဖြစ် focus လို့ပြောတဲ့အာယုံစိုက်မှုမှန်ဖို့လိုပါတယ်အဲ့ဒီအာယုံစိုက်မှုမှန်မှသာကျွန်တော်တို့လိုချင်တဲ့ပျော်ရွှင်တဲ့အောင်မြင်တဲ့ဘဝကိုရရှိမှာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆွေအတွက်အာယုံစိုက်တဲ့အရာ၃ခုနဲ့အာယုံမစိုက်တဲ့အရာ၃ခုကိုမျှဝေပေးခြင်းပါတယ်အဲ့ဒါဘာတွေလဲဆိုတော့ပထမတစ်ချက်အနေနဲ့ကိုမလိုချင်တာတွေကိုလုံးဝအာယုံမစိုက်ပါနဲ့ကျွန်တော်တို့ကိုမလိုချင်တာတွေကိုအာယုံစိုက်ခြင်းအပြင်ကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေမကောင်းတာဖြစ်တတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ကိုလိုချင်တာတွေကိုပဲအဓိကထားအာယုံစိုက်ဖို့လိုပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့အတိတ်ဆိုတာတဲ့အနာဂတ်နဲ့ပြစ္ဆုတ်ပံကိုအာယုံစိုက်ပါကျွန်တော်တို့အတိတ်မှာကြံခဲ့တဲ့အရာတွေကကျွန်တော်တို့ပြန်လဲပြင်ဆင်ဖို့အတွက်ခက်ခဲပါလိမ့်မယ်သို့တော့ကျွန်တော်တို့ဒီဘက်ကပြစ္ဆုတ်ပံနဲ့အနာဂတ်ကိုပြင်ဆင်ဖို့အတွက်ကကျွန်တော်တို့မှာစွမ်းအင်တွေအရှိန်တွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့အတိတ်ကိုအာယုံစိုက်မဲ့အစားအနာဂတ်နဲ့ပြစ္ဆုတ်ပံကိုအာယုံစိုက်ပါနောက်ဆုံးတစ်ချက်ကကိုမထိန်ချုပ်နိုင်တဲ့အရာတွေအပေါ်မှာကျွန်တော်တို့အာယုံစိုက်မဲ့အစားကိုထိန်ချုပ်နိုင်တဲ့အရာတွေပေါ်မှာအာယုံစိုက်ပါဒီ၃ချက်ကမဲဆွေရဲ့ဘဝမှာမဲဆွေရဲ့တိုးတက်ပြောင်းလဲမှုမှာများစွာအထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါဦးနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ